တေတီချာချာနားထောင်ပါဘာကြောင့်လဲဆိုတော့ဒီနေ့ခမားကိုလူအများစုဟာသူတို့တက်လုံးဘယ်တော့မှမကြားဘူးတဲ့စကားတစ်ခုကိုကျွန်တော်ပြောပြမယ်ကိုအပြစ်တင်တာရက်လိုက်ပါတော့ကိုရဲ့အမားတွေကိုအလွန်ကျွံစဉ်းစားတာရက်လိုက်ပါတော့ကိုရဲ့စိတ်တက်ကိုတိုင်ဖြက်စီးတာရက်လိုက်ပါတော့ကိုအပြစ်တင်တာကခမားကိုပိုတန်မအောင်မလုပ်ပေးဘူးပိုပြီးဉာဏ်ပညာရှိအောင်မလုပ်ပေးဘူးခမားကိုပိုအားနေအောင်ပိုနေကွေးပြီးပိုပိတ်မိအောင်သာလုပ်လိုက်မယ်ခမားတကယ်အနိုင်ယူခြင်းရင်ခမားတကယ်တိုးတက်ခြင်းရင်ခမားရဲ့အိမ်မက်မက်တဲ့ဘဝကိုတိဆောက်ခြင်းရင်ဒါဆိုဒီနေ့ခမားဆုံးဖြတ်ချက်တစ်ခုချရမယ်ငါကိုပဲအာယုံဆိုင်မယ်ငါရဲ့လမ်းကြောင်းကိုပဲအာယုံဆိုင်မယ်ငါရဲ့လမ်းပေါ်မှာပဲဆက်လျှောက်မယ်ကျွန်တော်ခမားကိုအမှန်တရားတချို့ပြပြမယ်ကိုထိုင်ပြီးအပြစ်တင်နေတဲ့သူတွေကိုဒီလောကကြီးကစုချမှာမဟုတ်ဘူးခမားကိုအပြစ်တင်တဲ့အခါတိုင်းမှာခမားဟာစိတ်ပိုင်းဆိုင်ရာဆွမ်းရင်ကိုဖြုံးတီးနေတာပဲခမားဟာအာယုံဆိုင်မှုကိုဖြုံးတီးနေတာပဲခမားဟာအချိန်ကိုဖြုံးတီးနေတာပဲအမားတွေလားလူတိုင်းလောက်ကြတာပဲဆုံးရှုံးမှုတွေလားလူတိုင်းရင်ဆိုင်နေရတာပဲစိတ်ပြက်စရာအခိုက်အတန့်တွေမှားရင်တဲ့ဆုံးဖြတ်ချက်တွေရွေးချယ်မှုမှားတွေလားအောင်မြင်တဲ့သူတိုင်းဒီလမ်းကြောင်းကနေဖြတ်ကျော်ခဲ့ရတာပါပဲအနိုင်ယူသူနဲ့လက်လျှော့သူတို့ရဲ့တစ်ခုတည်းသောခွာခြားချက်ကတော့လက်လျှော့သူတွေဟာစိတ်တက်ကြတဲ့အထိကိုအပြစ်တင်နေတယ်အနိုင်ယူသူတွေဟာတိုးတက်တဲ့အထိကိုတင်ယူနေတယ်ကိုအပြစ်တင်တာဟာထောင်ချောက်ပဲလူအများစုကမသိပဲဒီထောင်ချောက်ထဲလဲကြသွားတယ်ခမများကိုဘာတွေပြောနေလဲငါမတော်ဘူးငါအမြဲတမ်းရှုံးတယ်ငါဘာမှမှန်အောင်မလုပ်နိုင်ဘူးငါကကံမကောင်းဘူးဒါတွေကိုရက်လိုက်ပါဒါဟာစိတ်ပိုင်းဆိုင်ရာအစိတ်ပဲဒါဟာခမရဲ့ကိုယုံကြည်မှုကိုဖယ်ထုတ်လိုက်တဲ့နီလန်းပဲဒါဟာခမရဲ့အလားအလာကိုတိုင်ဖြစ်စီးပြတဲ့နီလန်းပဲခမကိုအပြစ်တင်တဲ့အခါတိုင်းခမဟာကိုစိတ်ပက်လဲမှာလောင်အိမ်အစ်စ်တစ်ခုကိုတီဆောက်နေတာပဲပိုကျက်လာတဲ့လောင်အိမ်ပိုလေးလာတဲ့လောင်အိမ်ခမကိုလှုပ်ရှားခွင့်မပေးတဲ့လောင်အိမ်ခမလောင်အိမ်တွေပိုမလိုဘူးခမလွတ်လပ်မှုကိုလိုတယ်လွတ်လပ်မှုဟာစိတ်တက်ပြောင်းလဲမှုတစ်ခုကနေစတင်တယ်အပြစ်တင်တာရက်ပြီးတင်ယူတာစတင်လိုက်ပါကိုမုန်းတာရက်ပြီးကိုတိုးတက်အောင်စတင်လိုက်ပါငိုတာရက်ပြီးစတင်တီဆောက်လိုက်ပါကျွန်တော်ခမကိုခွန်အားဖြစ်စေမဲ့စကားတစ်ခုပြောပြမယ်ခမရဲ့အာယုံစိုက်မှုဟာခမရဲ့လက်နက်ပဲခမရဲ့အာယုံစိုက်မှုဟာခမရဲ့အားသာချက်ပဲခမရဲ့အာယုံစိုက်မှုဟာခမရဲ့စူပါပါဝါပဲခမအတိတ်ကိုအာယုံစိုက်တဲ့အခါခမရဲ့အနာဂတ်ကိုဆုံးရှုံးမယ်ခမအမားတွေကိုအာယုံစိုက်တဲ့အခါအခွင့်အရေးတွေကိုလက်လွတ်သွားမယ်ခမကိုအပြစ်တင်တာကိုအာယုံစိုက်တဲ့အခါခမတကယ်ဖြစ်လာနိုင်မဲ့သူကိုမိသွားမယ်ဒါကြောင့်ခမရဲ့အာယုံကိုပြောင်းပါကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်အာယုံစိုက်ပါနေ့တိုင်းပိုတန်မာလာဖို့အာယုံစိုက်ပါခမဖြစ်ချင်တဲ့သူဖြစ်လာဖို့အာယုံစိုက်ပါခမဖြစ်ခဲ့တဲ့သူမဟုတ်ဘူးခမပြည့်စုံဖို့မလိုဘူးခမတိုးတက်ဖို့ပဲလိုတယ်နေ့တိုင်း1%ပိုကောင်းအောင်လုပ်ပါနေ့တိုင်းအသေးစားအဆင့်မြင့်တင်မှုတစ်ခုလုပ်ပါနေ့တိုင်းရှေ့ကိုတလန်းတိုးပါဒီလိုမျိုးမှသာချန်ပီယံတွေကိုတိဆောက်နိုင်မှာပါလူတွေကိုဘာကဖြက်စီးလဲဆိုတာသိချင်လားသူတို့ဟာတခြားသူတွေကိုကြည့်တယ်သူတို့ဟာနှိုင်းရှင်တယ်သူတို့ဟာအတူယူတယ်သူတို့ဟာကိုဆုံးရှုံးတယ်နားထောင်ပါခမရဲ့ဘဝဟာပြိုင်ပွဲမဟုတ်ဘူးခမရဲ့ခီးဟာပြေးပွဲမဟုတ်ဘူးခမရဲ့လမ်းကြောင်းဟာခမအတွက်ပဲတချို့သူတွေကခမထက်ပိုမြန်စတင်လိုက်မယ်တချို့သူတွေကံကောင်းလိုက်မယ်တချို့သူတွေပိုပြီးအထောက်အပံ့ရလိုက်မယ်တချို့သူတွေအောင်မြင်မှုစီပိုစောရောက်လိုက်မယ်ဒါနဲ့ဘာဖြစ်လဲဒါဟာခမရဲ့ဘဝခမရဲ့လုပ်ငန်းတာဝန်ခမရဲ့ရုန်းကန်မှုခမရဲ့အချိန်စီရပဲတခြားသူတွေဘာလုပ်နေလဲဆိုတာကြည့်နေတာကိုရက်လိုက်ပါဘသူတွေရှေ့ရောက်နေလဲဆိုတာတွေးနေတာကိုရက်လိုက်ပါဘသူအနိုင်ယူနေလဲဆိုတာစိုးရိမ်တာရက်လိုက်ပါခမကိုလမ်းကြောင်းပေါ်မှာပဲဆက်လျှောက်ပါဘာလို့လဲဆိုတော့ခမကိုလမ်းပေါ်မှာပဲဆက်လျှောက်နေမယ်ဆိုရင်ခမပန်းနိုင်ကိုရောက်မှာပါအောင်မြင်မှုဆိုတာအမြန်နှုံးနဲ့လာတာမဟုတ်ဘူးအောင်မြင်မှုဆိုတာတည်ငြိမ်မှုနဲ့ဥတီချက်ပဲအမှန်တကယ်တိုက်ပွဲဟာအပြင်ဘက်မှာမဟုတ်ဘူးအမှန်တကယ်တိုက်ပွဲဟာခမရဲ့အတွင်းဘက်မှာရှိတယ်မင်းရှုံးနိုင်သွားပြီလို့ပြောတဲ့အတန်မင်းကမတော်ဘူးလို့ပြောတဲ့အတန်လက်လျှော့လိုက်ပါတော့လို့ပြောတဲ့အတန်
အဲ့ဒီအတန်ကခမရဲ့အကြီးဆုံးရန်သူပဲခမအဲ့ဒီရန်သူကိုထွက်ပြေးလို့အနိုင်ယူလို့မရဘူးခမပို့ပြီးတက်မာတဲ့အတန်ကိုတိဆောက်အနိုင်ယူမှရမယ်ငါစွမ်းဆောင်နိုင်တယ်ငါတိုးတက်နေတယ်ငါအာယုံစိုက်ထားတယ်ငါအလုပ်လို့မပြီးသေးဘူးအားနည်းမှုကိုလှုပ်ဆောင်မှုနဲ့အနိုင်ယူပါစီကတ်နဲ့အနိုင်ယူပါကြောက်ရွံ့မှုကိုလှုပ်ဆောင်မှုနဲ့အနိုင်ယူပါဒီနေ့ကစပြီးကိုဂတိတစ်ခုပေးလိုက်ပါငါအတိတ်အတွက်ကိုအပြစ်တင်မှာမဟုတ်ဘူးငါသင်ယူမယ်ငါတိုးတက်မယ်ငါအားလုံးရဲ့အပေါ်ကိုကြော်သွားစေရမယ်ကိုယ့်ရဲ့တိုးတက်မှုကိုအာယုံစိုက်ပါကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအာယုံစိုက်ပါကိုယ့်ရဲ့အမြင်ကိုအာယုံစိုက်ပါကိုယ့်ရဲ့လမ်းကြောင်းကိုအာယုံစိုက်ပါဘာလို့လဲဆိုတော့ခမရဲ့အနာဂတ်ဟာအဖြစ်တင်ခြင်းကနေဖန်တီးတာမဟုတ်ဘူးလှုပ်ဆောင်ချက်ကနေဖန်တီးတာပဲဖြစ်လို့ပါဒါကြောင့်ထပါမမရက်လိုက်ပါရှေ့ကိုကြည့်ပါပြီးရင်ဒီလောကကြီးကိုပြောလိုက်ပါငါကိုအပြစ်တင်တာပြီးသွားပြီအခုငါကိုအာယုံစိုက်နေပြီဒါဟာငါရဲ့လမ်းကြောင်းဒါဟာငါရဲ့အချိန်ငါအနိုင်ယူကိုယူပြမယ်ဒီဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်